ဗမာပြည်သားတွေရန်ကုန်မှာအခြေချထားတယ်ရင်ခုန်စရာတကယ်သိများတယ်ရန်ကုန်ကဘာကစိတ်ဝင်စားတယ်ရွှေတကုံဆိုတာရန်ကုန်မှာရှိတယ်ရန်ကုန်သူရန်ကုန်သားတွေဂုံကြီးစွာနေထိုင်စေလေရန်ကုန်မှာလူဆုံးရှိတယ်လူဆုံးလဲမှာဆိုရီလည်းရှိတယ် rockery ရှိတယ်ရန်ကုန် hey rappery ရှိတယ်ရန်ကုန်တကယ်ချင်းတွေဆုံးတယ်ရန်ကုန်လူကြီးစားတွေနေတဲ့ရန်ကုန်ရန်ကုန်ဘာလို့လို့ကြိုက်တဲ့ရန်ကုန်လူတိုင်းကိုစိတ်ဝင်စားအောင်မြဲလုပ်တဲ့ရန်ကုန်ဘာမသိချင်ဘူးတကူမလည်းတော့ဘူးတက်ကြမြောက်တော့ရန်ကုန်မြို့ကြီးပြည့်ရှိနေအောင်ဒီလိုမျိုးမှာပဲမတို့အောင်ရရန်ကုန်မြို့ကြီးပြည့်ရှိစေတဲ့ရန်ကုန်မြို့ကြီးပြည့်ရှိနေမှာဟေးဘာမသိချင်ဘူးတကူမလည်းတော့ဘူးတက်ကြမြောက်တော့ရန်ကုန်မြို့ကြီးပြည့်ရှိနေအောင်ဒီလိုမျိုးမှာပဲအော်စိတ်မှာရန်ကုန်မြို့ကြီးပြည့်ရှိနေတယ်ရန်ကုန်မြို့ကြီးပြည့်ရှိနေတယ်ဟေးဘာလို့ကြိုက်တဲ့ရန်ကုန်ဟာစင်လာရှိရယ်ဘယ်ရန်ဆိုရာသိရယ်ရန်ကုန်ဟာခဏရရှိတယ်ရင်းကျစွာနဲ့နေထိုင်ကြရယ်ဘူးဆိုဒီငိမ့်တဲ့ပြုံးနဲ့ရန်ကုန်မှာကြိုဆိုကြရယ်မြန်မာပြည်သူမြန်မာပြည်သားတွေဂုံယူပါရန်ကုန်ရှိရယ်ရန်ကုန်မှာလူဆုံးရှိရယ်လူဆုံးစီမှာပညာဆုံးရှိရယ်လူတော်တွေများတဲ့ရန်ကုန်တင်းငိမ့်စွာရှိရယ်ရန်ကုန်ခဏရရှိရယ်ရန်ကုန်ဘာကိုကင်လုံးမဲ့ရန်ကုန်ဘာလို့လို့ကြိုက်တဲ့ရန်ကုန်ဒီတိုင်းကိုစိတ်ဝင်စားအောင်မြဲလုပ်တဲ့ရန်ကုန်ဘာမသိချင်ဘူးတကူမလည်းတော့ဘူး